ခိုးကောင်းဆောင်အောင်ဆန်းစုကြည်ကိုထောင်ဝင်စာတွားတွေ့ဆုံခဲ့တယ်လို့ထိုင်းနိုင်ငံသားရေးဝန်ကြီးဒွန်ပရာမိုဝီနိုင်ကအာဆီယံနိုင်ငံသားရေးဝန်ကြီးတွေကိုပြောပါတယ်။ရွှေနဲ့ဒေါ်လာတွေအပါအဝင်မဲ12တန်းကျော်ခိုးပြီးတိုင်းပြည်အာဏာကိုအတင်းအဓမ္မလူယူရန်စူးစမ်းခဲ့တဲ့အမှုနဲ့ထောင်33နှစ်ကြာခံနေရတဲ့အသက်88နှစ်အရွယ်တခိုးအောင်ဆန်းစုကြည်ဟာထောင်ထဲမှာထမင်းဝဝမစားရတာကြောင့်ကျန်းမာရေးတိတ်မကောင်းဘူးလို့လည်းပြောပါတယ်။တခိုးစုကြည်ဟာဆိုရင်သူမနောင်တရနေကြောင်းသူမအာဏာရှိစဉ်ခါကအမျိုးသားရေးသမားတွေသူမကိုမထောက်ခံသူတွေကိုမတရားဖမ်းဆီးထောင်ချခဲ့တဲ့ဝတ်တွေကိုသူမပြန်ခံနေရတာဖြစ်ကြောင်းရခိုင်နိုင်ငံရေးခေါင်းဆောင်ဒေါက်တာအေးမောင်ကိုမတရားဖမ်းဆီးပြီးထောင်အနှစ်20ကျော်ချခဲ့တာတွေကိုနောင်တရမိကြောင်းနဲ့အကြမ်းဖက်လူတက်နေတဲ့ PDF အမျိုးရုပ်တွေနဲ့ပြည်ပြည့် NUG CRPH ဖွဲ့တွေကိုလည်းအာမပေးဘူးမထောက်ခံဘူးလို့ပြောပါတယ်။အကြမ်းဖက် PDF နဲ့ပြည်ပြည့် NUG CRPH တွေကသူမနာမည်ကိုအသုံးချပြီးပြည်သူတွေကိုအကြမ်းဖက်တပ်ဖြတ်နေတာဟာဆိုရင်အင်မတန်ကိုအောက်တန်းကျတဲ့လုပ်ရဖြစ်ကြောင်းလည်းပြောပါတယ်။